ဒါကကျွန်တော်တို့ Royal Mandalay ဆိုတဲ့ restaurant ကကျွန်တော်ကိုယ်တိုင်တာဝန်ယူတည်ဆောက်ထားတဲ့ရေတံခွန်ကြီးပေါ့ခင်ဗျာအဲ့တော့အဲ့ရေတံခွန်ကိုကျွန်တော်တို့ကဒီနေ့အလုပ်အပ်မှာဖြစ်ပါတယ်ကျွန်တော်တို့လိုအပ်တဲ့ filter တွေ media တွေကျွန်တော်လာထည့်ပေးတယ်အပေါ်မှာကျွန်တော်တို့ဒီ UV system တွေကျွန်တော်တို့ထည့်တယ်ပေါ့နော်အခုကျွန်တော်တို့ကဒီအပေါက်တွေအကုန်လုံးကရေအပြည့်ကျဖို့ရောအပွားရေအပြည့်ကျဖို့ချိန်ပြီးသားပေါ့နော်ရေတံခွန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တခုပြောချင်တာကဒါကကိုက်ညီမှုဆိုတာရှိပါတယ်ဒီဟာကကျွန်တော်တို့ဒီလို restaurant တို့စားတောက်ဆိုင်တို့ bar တို့ပြီးတော့နောက်တစ်ခါကျွန်တော်တို့ hotel တို့ပြီးတော့ resort တို့စတဲ့နေရာမျိုးတွေမှာတော့ live ဖတ်မှုရှိပါတယ်ဒါအိမ်ချံဝန်းနေတယ်တော့အဲ့လောက်အကြီးနေရတော့အဆင်မပြေပါဘူးဒါကကျွန်တော်တို့အလျားပေ90ရှိပြီးအမြင့်15ပေရှိပါတယ်ရေလွှာ6ပေါက်ပေါ့နော်ကျွန်တော်တို့6နှဝင်းကြည်တဲ့အတိတ်နမိတ်ကိုစောင်းပြီးတော့ရေလွှာ6ပေါက်ကြပြီးတော့အပေါ်ကမိုးရွာတကယ်တို့ငွေမိုးရွှေမိုးငွေမိုးရွာတကယ်လို့ရေလေးတွေဖောက်နဲ့ကျနေတဲ့ပုံစံမျိုးကျွန်တော်တို့ဖန်တီးပေးထားတာဖြစ်ပါတယ်ကာဆန်မာအကိုနဲ့ကျွန်တော်တို့အကောင်းဆုံးညှိပြီးလှုပ်ဆောင်ပေးထားတာဖြစ်ပါတယ်ဒီကန်ကြီးထဲမှာ maintain နဲ့3လပါဝင်ပြီးတော့ကျွန်တော်တို့မီးစနစ်တွေ lighting စနစ်တွေအငွေ့စနစ်တွေဒီပေါ့နော် mist maker တွေเนาะကျွန်တော်တို့ဒီ smoke machine တွေပြီးတော့နောက်တစ်ခါကျွန်တော်တို့ဒီပေါ့ကျွန်တော် model ဒူရ running ပေးတာတွေပြီးတော့မီးလိုင်းရေလိုင်းအစားကျွန်တော်တို့အားလုံးအစအလေအစုံတာဝန်ယူတိစောက်ပေးထားတဲ့ရေတံခွန်ကြီးဖြစ်ပါတယ်ပေးထားပါတယ်အုတ်တဲကြောက်ဘီလာမြေတန်ဟော်လိုစတာတွေစီစဉ်ပေးပြီးတော့ကျွန်တော်တို့ဒီကျွန်တော်တို့ကြောက်ပြားကြွေပြားကတ်တာတွေပြီးတော့ကျွန်တော်တို့ဒီမော်တာတက်တာတွေရေလမ်းကြောင်းပိုက်လမ်းကြောင်းစနစ်တွေဒီရေလွှာဖန်တီးတာတွေရေတံခွန်ကြီးဖန်တီးတာတွေပြီးတော့အပေါ်ကမီးလိုင်းလောက်တာတွေအငွေ့ဆက်တက်တာတွေပြီးတော့ကျွန်တော်တို့ဒီကြမ်းကင်းက epoxy တုတ်တာတွေအပေါ် epoxy တုတ်တာတွေနေရန် flow စီစဉ်တာတွေဒီရေတံခွန်ကိုလည်းကျွန်တော်တို့ထဲဝင်လေးပြပေးပါမယ်တော်တော်ကြီးပါတယ်ဒါကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီရေတံခွန်ကြီးကအားလုံးပြီးသွားပြီပေါ့နော်အခုကျွန်တော်တို့ရေလဲ6ပေါက်လုံးကနေရေလွှာလေးတွေကျဖို့အတွက်ချိန်ပြီးသွားပြီ UV ထည့်ပြီးသွားပြီအောက်က filter တွေလည်းကျွန်တော်တို့ထည့်ပြီးသွားပြီ customer ကိုပြီးပြည့်စုံသွားအလုပ်အပ်လို့ရတဲ့အနေအထားကိုကျွန်တော်တို့ရောက်သွားပြီပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ဒီဟာဖြစ်မြောက်ဖို့အတွက်ကဒါကြီးပြီးဖို့အတွက်ကလည်းကျွန်တော်တို့ဆွေရန်ဒီတော်လို့တခုလည်းတော့မဟုတ်ဘူးပေါ့နော် customer အကိုရဲ့လိုအပ်တဲ့ပစ္စည်းတွေအားလုံးဖြည့်ဆည်းပေးတာတွေပြီးတော့ကျွန်တော်တို့လိုတဲ့အချိန်မှာငွေအမြဲထုတ်ပေးတာတွေပြီးတော့ကျွန်တော်တို့ဒီစိုက်ကြီးတစ်ခုလုံးပြီးစီးဖို့အတွက်ကိုသူ့ဘက်ကလည်း idea တွေပေါ့နော်ဒီကြွေပြားတွေဆိုတာသူ့ idea တွေပေါ့ပြန်လဲကျင်တယ်ပါညာအားလုံးကိုကျွန်တော်တို့တာဝန်ယူပြီးတော့သူ့ဘက်ကကူညီနိုင်တာလည်းအားလုံးကူညီတယ်ကျွန်တော်တို့တောင်းဆိုတဲ့အရာတွေကိုလည်းကျွန်တော်တို့ကလုပ်ပေးတယ်ပေါ့နော်အဲ့တော့ကားလှပြီးတအားခမ်းထားတဲ့ရေတံခွန်ကြီးပေါ့နော်အဲ့တော့ဒီရေတံခွန်ကြီးကိုကျွန်တော်တို့အလုပ်ပြီးသွားပါပြီအဲ့ဒါလေးပြောရင်းနဲ့ကျွန်တော်အားလုံးကိုဒီ vlog လေးကနေနှုတ်ဆက်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လဲစုံတွေ့ကြပါစို့ခင်ဗျာဆွေနီဖောင်တယ်ရဲထွက်ပါ